ခုရောက်ရှိနေတဲ့နေရာကတော့စုဖန်ပူရီမြို့ထိုင်းနိုင်ငံမှာတည်ရှိတဲ့မိချောင်းပြောက်ပွဲတနေရာကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်ယခုသွားတဲ့ခီးရဆိုရင်မာချူလောင်ကွန်တက္ကသိုလ် education ဌာနမှာကျင်းပတဲ့ဆီမီနာပွဲကိုMA နဲ့ PhD ကျောင်းသားများဆီမီနာပွဲကိုတက်ရောက်ရင်းနဲ့အပြန်မှာလေ့လာရေးခီးဖြစ်မိချောင်းကန်နဲ့ငါးပြတိုက်ကို education ဌာနမှာတာဝန်ရှိသူများလိုက်ပါပို့ဆောင်နေခြင်းပဲဖြစ်ပါတယ်ယခုရောက်ရှိနေတဲ့နေရာတော့မိချောင်းပြောက်ပွဲရှိရာမိချောင်းကန်ကြီးပဲဖြစ်ပါတယ်ဒီမိချောင်းကန်ကြီးရဲ့မှာဆိုရင်မိချောင်းတွေအမတန်းမှာငါးပြတယ်အသစ်ပင်တွေအောက်မှာအိတ်နေတာတွေ့ရမှာဒီချောင်း၃កောင်စစ်တိုက်တာမရှိဘူးလေချက်ခုရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံစူဖန်ပူရီမြို့ကရှူရင်းသာဟိုတယ်နဲ့တိတ်မဝေးတော့မိချောင်းပြခံမိချောင်းပြပွဲရှိရနေရာတနေရာကိုဦးဇင်းတို့MA PhD ကျောင်းသားရဟန်းတန်ခါနဲ့ရောက်ရှိနေခြင်းဖြစ်ပါတယ်ဟိုတယ်မွေးတဲ့နေရာမှာတော့မိချောင်းပြပွဲပြီးလို့နေစေဖြစ်ပါတယ်ဒီလိုစနေကြောင်းသားတွေကမိချောင်းပြကန်မိချောင်းပြရနေရအောင်တွားရောက်နေခြင်းပဲဖြစ်ပါတယ်ဒီမိချောင်းကန်ကြီးရဆိုရင်လက်တန်းမှာကျင်းဝနာကြောင်တော်လေးကိုရှောက်လန်းခဲ့ရပါတယ်ဒီဝတ်စုံပြလေးနဲ့ကျောင်းသားတွေကထိုင်းနိုင်ငံက high school ကျောင်းသားများပဲဖြစ်ပါတယ်ဒီကြောင်းကြီးကတော့အကြီးကြီးပဲချက်ခုလာတဲ့လူကတော့ဒီကြောင်းတရှိသူပြည်တဲ့လူကငွေလမ်းမယ်ပြတယ်လို့ဒီကြောင်းလမ်းမယ်ပြမယ်ဒုတိယပဲဖြစ်ပါတယ်ဒီလိုတော့ဟာတာပုံနာမျိုးနဲ့တီးလို့ပြီးတော့နောက်ခံတီးလုံးလေးတရှိသူပြည်တဲ့လူကအပေးအောင်ပုံစံမျိုးနဲ့တင်ဆက်ပြသနေခြင်းဖြစ်ပါတယ်မိချောင်းကြီးတွေအမတန်းမှကြီးပါတယ်ဒီလိုမျိုးမိချောင်းအမိတစ်ချက်နဲ့ရိုက်ခံရမယ်ဆိုရင်မလွယ်တော့ပါဘူးချစ်ခုလမ်းမပြနေတဲ့သူကမိချောင်းကိုဒေါသတွေထွက်လာအောင်ဒုတိယတစ်ချောင်းနဲ့ပုံစံမျိုးစုံထောင်မျိုးစုံကနေပြီးတော့လက်ပတ်တို့နေစီဖြစ်ပါတယ်မိချောင်းကြီးအကြီးကြီးမိချောင်းဒေါသမထွက်အောင်စွန့်နေခြင်းဖြစ်ပါတယ်ဒါတော့ထိုင်းနိုင်ငံရဲ့ high school ကျောင်းသားများနဲ့ဦးဇင်းတို့ကျောင်းသားများပဲဖြစ်ဒီတက်ကတော့လောဆယ်တော့ကျောင်းသားတွေကြီးပဲရှိပါတယ်မိချောင်းအလံမဲ့ပြလို့တော့ဒီတယောက်နဲ့ဟိုနောက်ကမိုင်းနဲ့ပေါ်နေနေရောက်တာရှိမိချောင်းရဲ့ပါဇာတဲ့လူဒုလေးထိုးပြီးတော့ဒီလူကခေါင်းဝင်မှလာထားတာပြီးတယ်နဲ့ဒီမိချောင်းနန်းနဲ့ပုံမှန်မျိုးလေးပေါ့နောက်ကလန့်ချော်ရတော့ဒီလူကလန့်သွားအဲ့ဒီလိုချင်းချင်းပြောနေကြတဲ့အခါအရင်ကဘာလို့ချော်ရတာလဲชมให้ดีครับคุณหมอของเราตะกัดจระเข้โชว์နောက်တော့ထပ်ပြီးတော့နားမလားမသိสายทีในทางครับตัดสินใจกันหรือยังค่อยๆกัด
จั่ว မိချောင်းကြီးကစဉ်းစားစရာပါဇက်ကြီးကိုပြဲ จั่ว နေ ไม้บนมือเอาไป အဲ့ဒါပြန်မဟာတော့ပြန်မစီတော့ဘူးလားမိချောင်းကိုနမ်းနေချင်းနောက်က6လိုက်နေပြီတောင်းပါအာတွန်းဆိုရင်လမ်းတော့ပါ โอ้สุดยอดนะครับเราเป็นคุณหมอของเรา မိချောင်း ထားပါမယ်ဒါတော့ဦးဇင်းတို့ မိချောင်း မိချောင်းကပြပွဲပြီးတော့မိချောင်းပြတဲ့မှာပြတယ်မိချောင်းဦးနဲ့မိချောင်းသေးသွားတဲ့ကောင်ပေါက်လေးတွေပြထားခြင်းဖြစ်ပါတယ်ပတိရောတော့ဒီလောက်ပါပဲအလုံးကျမ်းမှာချမ်းသာကြပါသည်